အိမ်တော်ရေးကံကောင်းစေမယ်နီအိမ်တော်ရေးကံဆိုတာသူ့အလိုလိုကောင်းတာမဟုတ်ပါဘူးကိုကကောင်းအောင်လုပ်ယူရမှာပါအိမ်တော်ပြုတယ်ဆိုတာဂရိတွေအပြန်လန်ပေးပြီးပြုကြတာမို့ကိုယ့်ရဲ့ဂရိကိုတီအောင်အမြဲစူးစမ်းနေရပါမယ်လူဆိုတာ100%ပြီးပြည့်စုံသူရဲ့လို့မရှိနိုင်ပါဘူးကိုမကြိုက်တာလေးတွေတွေ့ရင်ဒေါသထွက်ဖို့ထက်ချစ်ချင်းမေတ္တာကိုရှေ့ထားပြီးနားလည်ခွင့်လွှတ်ပေးတတ်ရပါမယ်အိမ်အောင်တဲ့ပိတအောင်နေထိုင်ရပါမယ်ကစားတဲ့စိတ်ကိုထိန်းချုပ်ပြီးအိမ်အောင်ဘက်ပေါ်မှာတစ္ဆာရှိရပါမယ်ဆန္ဒကိုသိက္ခာနဲ့ထိန်ရပါမယ်စိတ်ထဲမှာဆန္ဒလေးဖြစ်ပေါ်လာတိုင်းသာခြေရှုပ်နေမယ်ဆိုရင်ဘလို့လုပ်ပြီးလူပိတတော့မှာလဲအနည်းဆုံးတော့သူမိဘရဲ့အရေးအောင်မှာတော့ငါထက်တာလွန်တဲ့အရေးကိုပေးနိုင်အောင်စူးစမ်းရပါမယ်အပြန်အလှန်ကြီးဆိုင်ပြီးနှွေးထွေးကျင်နာတက်ရပါမယ်အချစ်ဆိုတာကသွေးအေးလာတတ်စမြင်မှုသွေးအေးလာတဲ့အချစ်ကိုအနှွေးထွေးဆုံးသောမေတ္တာနဲ့အန်တုနိုင်ရပါမယ်အိမ်တော်ပြုတယ်ဆိုတာကတသက်တာမှာအရာရာထက်အရေးအကြီးဆုံးအလုပ်တစ်ခုကိုလှုပ်လိုက်တာဖြစ်တဲ့အတွက်လူပိတဖို့အင်မတန်အရေးကြီးပါတယ်ကလေးကစားတယ်လို့လုပ်လို့မရပါဘူးတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိရပါမယ်ဒီအချက်တွေကိုသာတာဝန်ကျအောင်နေထိုင်သွားမယ်ဆိုရင်သင်ရဲ့အိမ်တော်ရေးကံဟာကောင်းတာထက်ကိုပိုပြီးကောင်းနေတော့မှမြေကြီးလက်ခတ်မလွယ်ပါဘူး